မင်္ဂလာပါ Able ကနေပြန်လဲကြိုဆိုပါရနော်ကျွန်မကဒီတနေ့မှာfile handling နဲ့ပတ်သက်ပြီးတော့ဗောနော်အရင်တစ်ပတ်တုန်းကကျွန်မက file read ကို sharing လုပ်ပေးခဲ့တယ်ဒီနေ့မှာတော့ file writing အကြောင်းကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ read နဲ့ write နဲ့ဗောနော် file ကိုအသုံးပြုတဲ့အခါမှာအဲ့နှစ်မျိုးရှိတယ်အဲ့တော့ကျွန်တော်တို့ file ကိုသုံးတော့မယ်ဆိုလို့ရှိရင်မိထားလို့မရတာက file ကိုအရင်ဆုံး open လုပ်ရမယ်ပေါ့နော်ကျွန်တော်တို့ base language နဲ့ပဲရေးအပြင်မှာလည်းဒီလိုပဲ GUI မှာအလုပ်လုပ်ပြီးဆိုရင်လည်း file ကိုဖတ်ချင်လို့ပဲဖြစ်ဖြစ် file ကိုကျွန်တော်တို့ write လုပ်ချင်လို့ပဲဖြစ်ဖြစ်အဲ့ဒီ file ကိုအရင်ဆုံးဖွင့်ရတယ်ပေါ့နော်အဲ့တော့ file အရင်ဆုံးဖွင့်ရမယ် file open လုပ်ရမယ်ပြီးတော့မှကျွန်တော် file read လုပ်ချင်လို့ဒါမှမဟုတ်လို့ရှိရင် write လုပ်ချင်လို့နော်ပြီးတော့မှအဲ့ဒီ file ကိုပြန်ပိတ်ခဲ့ရမယ်ပေါ့နော်ဒီ process တွေကတော့ကျွန်တော်တို့က file read လုပ်သည်ဖြစ်စေ file write လုပ်သည်ဖြစ်စေမေ့လို့မရဘူးဒီတိုင်းပဲသွားမယ်နော်အဲ့တော့ကျွန်မက file read ကိုပြောပြသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့မှာတော့ file write အကြောင်းကိုပြောသွားမှာဖြစ်တယ်အဲ့တော့ file write ကိုကျွန်တော်တို့လုပ်တော့မယ်ဆိုလို့ရှိရင် parameter ဒီမှာ3ခုပေးပြရေးပြထားတယ်ပေါ့နော်အဲ့တော့ first parameter က file အဲ့ဒီ file ပေါ့နော်ပြီးတော့ကျွန်တော်တို့ second parameter အဲ့ဒီ file နဲ့ကိုဘာတွေသွားပြီးတော့ write လုပ်ချင်တာလဲဆိုရင်ကျွန်တော်တို့ထည့်ချင်တဲ့ data ဖြစ်တယ်ပြီးတော့ third parameter ကတော့ length ပေါ့နော်ဘယ်လောက်သွားထည့်မှာလဲနော်ကျွန်တော်တို့ကဒီ string ထဲမှာ10လုံးရှိတယ်ဒါမှမဟုတ်ကျွန်တော်တို့က10လုံးမထည့်ဘူး9လုံးပဲသွားထည့်ချင်တာလားပေါ့နော်အဲ့ဒါမျိုးကိုကျွန်တော်တို့ကထိန်းထားတာဖြစ်တယ်ဒီနေရာအဲ့ဒီတော့ဒီ file write မှာ parameter 3ခုပြထားတဲ့အတွက်ကြောင့်မလို့အမြဲတမ်းပေါ့နော်ကျွန်တော်တို့က file write ကိုရေးတော့မယ်ဆိုလို့ရှိရင် parameter 3မျိုးရေးကိုရေးရမှာလားဆိုတော့မဟုတ်ဘူး file write ကိုရေးမယ်ဆိုရင် parameter 2ခုတည်းနဲ့လည်းရေးလို့ရတယ်เนาะအဲ့တော့ file ရယ် string ရယ်2ခုတည်းနဲ့လည်းရေးလို့ရတယ်ဒါမှမဟုတ်ဘူးဆိုရင် length ဆိုတဲ့အကန့်အသတ်ကိုထားချင်တယ်ဆိုရင်เนาะခုလိုမျိုး parameter 3ခုနဲ့ရေးလို့ရပါတယ်အဲ့တော့ file reload တည်ဖြစ်စေ write လို့တည်ဖြစ်စေကျွန်တော်တို့ file ဖွင့်ရတယ်လို့ပြောထားရပါတော့เนาะအဲ့တော့ file ကိုဖွင့်တဲ့အခါမှာကျွန်တော်အရှိမပြောထားတဲ့ဒီ command လေးတွေလည်းမေ့လို့မဖြစ်ပါဘူးเนาะအဲ့တော့ read လုပ်ချင် R ပေါ့အလွယ်မှတ်မယ်เนาะ write လုပ်ချင် W ပေါ့ကျွန်တော် append လုပ်ချင်တယ်ရှင်းနေပြီးသားထဲမှာထပ်ပြီးတော့တိုးချင်တယ်ဆိုရင်ကျွန်တော်တို့က A ဆိုတဲ့ command ကိုသုံးရတာဖြစ်ပါတယ်အဲ့တော့ဒါလေးတွေကိုသုံးပြီးတော့ခါကြတော့ကျွန်တော်အခုဒါ file write ရဲ့ program လေးတစ်ပုဒ်ကိုရေးပြမှာဖြစ်ပါတယ်ကဲဆက်ကြည့်ပါအောင်okay အဲ့တော့ကျွန်တော်ဒီမှာ PHP လေးစပြီးတော့ရေးမယ်ပေါ့နော်အဲ့တော့ကျွန်မကအခုဘေးထဲမှာပဲသွားမှလဲဆိုတော့ထုံးစံတိုင်း upload ဆိုတဲ့ folder အောက်မှာ file လေးတစ်ခုကျွန်မ create လုပ်မယ်ပေါ့နော် create မလုပ်ဖဲနဲ့ရောကျွန်တော်တို့ရမလားအရင်ရေးကြည့်မယ်အဲ့တော့ file တွေကိုအလုပ်လုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်မပြောထားတယ်ဗာလဲဆိုတော့ file open လုပ်ရမယ်เนาะအဲ့တော့ f open မှာကျွန်တော်တို့ဘာထည့်ရလဲဆိုလို့ရှိရင်အဲ့ဒီ file ရဲ့ location အဲ့ဒီ file ရဲ့ name တနည်းအားဖြင့်เนาะအဲ့တော့ထည့်ရတယ်ကျွန်တော်တို့ file ရဲ့ location ပေါ့ file location ကိုကျွန်တော်တို့ထည့်ရတယ်ပြီးလို့ရှိရင်အဲ့ဒီ file ကိုကျွန်တော်တို့ကဘယ်လိုရည်ရွယ်ချက်နဲ့ဖွင့်တာလဲနော်အဲ့တော့ write လုပ်ချင်လို့ဖွင့်တာလား read လုပ်ချင်လို့ဖွင့်တာလားကျွန်မဒီနေ့က write အကြောင်းကိုပြောမှာဖြစ်တဲ့ကြောင့်မလို့ W နဲ့ရေးပြထားမှာဖြစ်ပါတယ်အဲ့တော့ file location လို့ပြောတဲ့အခါမှာဒီနေရာမှာပဲအဲ့ဒီ file ကိုဓာတ်ရိုက်နာမည်ကြီးပေးလိုက်လို့ရတယ်ဒါပေမဲ့လို့ကျွန်မအဲ့လိုမပေးချင်ဘူးကျွန်မကဒီ file location နဲ့ပတ်သက်ပြီးတော့အရှိမှာကျွန်တော် variable တစ်ခုကျွန်မ create လုပ်ထားချင်ပါတယ်အဲ့တော့ရှင်းရှင်းလင်းလင်းလေးဖြစ်အောင်လို့ပါเนาะအဲ့တော့ပို့ပြီးတော့ကျွန်တော်တို့ကဒါက readability လည်းဖြစ်တယ်လို့ maintenance အတွက်လည်းကောင်းပါတယ်အဲ့တော့ file location ပြောထားတယ် file location ပြောထားတော့အဲ့ဒီဟုတ်ပြီအဲ့တော့ဆိုအဲ့ဒီ file ဘယ်နားမှာထားမှာလဲကျွန်မဒီ upload ဆိုတဲ့အောက်မှာပဲထားမယ်အဲ့တော့ upload ဆိုတဲ့ folder အောက်မှာကျွန်မကဟိုပါเนาะ file တစ်ခုပေါ့ my file ပေါ့နော် myfile.txt ဆိုတဲ့ file လေးတစ်ခုကိုကျွန်မကဖန်တီးလိုက်မယ်ပေါ့နော်အဲ့တော့ဒီထဲမှာအခု upload ဆိုတဲ့ folder အောက်မှာ myfile.txt ကဒီမှာဆိုမရှိသေးဘူးเนาะမရှိသေးဘူးဆိုတော့ okay မရှိသေးဘူးဆိုရင်ရော तू ကcreate လုပ်ပေးသလားပေါ့နော်ကျွန်တော်တို့အဲ့ဒါကြည့်ချင်တယ်အဲ့တော့ file open လုပ်မယ် file ကိုဖွင့်မယ်နော်ဖွင့်မယ်တကယ်လို့ကျွန်တော်တို့ဖွင့်လို့ရရင်လည်းဖွင့်ပေးသွားမယ်ဒါပေမဲ့ဖွင့်လို့မရခဲ့ဘူးဆိုရင် or ပေါ့နော် dine ဆိုပြီးတော့ကျွန်တော်တို့ကဒီ message လေးနဲ့ဖွင့်လို့မရခြင်းကိုဒီလိုဒီ message လေးပြပြီးတော့ရပ်ပလိုက်မယ်ပေါ့နော်အဲ့တော့ cannot open this file ဒီလိုလေးပြောလိုက်မယ်เนาะအဲ့တော့ကျွန်တော်ဒါလေးကိုအရင်ဆုံးစမ်းကြည့်မယ်okay ဒါလေးကို run မယ်f right เนาะကျွန်တော်ဘာမှပြောမထားဘူးဘာမှမပြောတဲ့အတွက်ကြောင့်မလို့ဒီ file ကိုဖွင့်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုရောက်တယ်အဲ့တော့ဒီဘက်မှာလာကြည့်တဲ့အခါမှာကျွန်တော်ဘာဖြစ်နေလဲ myfile.txt ကရောက်လာတယ်စိုးတော့မရှိဘူးเนาะသတိထားမိလားမသိဘူးအဲ့တော့ကျွန်တော်ဒီမှာပြန်ဖြတ်ပြမယ်သူ့ကို delete လုပ်လိုက်မယ်เนาะမရှိတော့ဘူးเนาะ myfile.txt အဲ့တော့ကျွန်တော်ဒီထဲမှာ upload ဆိုတဲ့ folder အောက်မှာ myfile.txt ဆိုတဲ့ file လေးတစ်ခုကိုမရှိရင်ရော create လုပ်ပေးလားကျွန်တော်သိချင်တာเนาะအဲ့တော့ကျွန်တော်ဒီမှာနောက်တစ်ခေါက်ပြန် run လိုက်မယ်
ဒီမှာဘာရောက်လာလဲ myfile.txt အဲ့တော့ဘာရှိလဲဆိုဘာမှတော့မရှိသေးဘူးပေါ့ဘာလို့လဲဆိုကျွန်တော်တို့ဘာမှမရေးရသေးတာเนาะအဲ့တော့ဟုတ်ပြီအဲ့တော့ဒီ file လေးတစ်ခုကိုရောက်လာပြီ okay ကျွန်တော်တို့ file ကိုဒါဆိုရင် create လုပ်လို့ရပြီဖွင့်လို့ရပါပြီအဲ့ဆိုရင်ကျွန်တော်တို့ဖွင့်လို့ရပြီဆိုရင်ဘာဆက်လုပ်မလဲဆိုတော့ကျွန်မက file လေးကိုထပ်ပြီးတော့ write လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ fwrite ဆိုတဲ့ command ကိုသုံးပါမယ် fwrite ကိုသုံးတဲ့အခါမှာကျွန်မစောစောကပြောခဲ့သလို parameter 2ခုနဲ့လည်းရေးလို့ရတယ်ဒါမှမဟုတ်ရင်3ခုနဲ့လည်းရေးလို့ရတယ်เนาะအဲ့တော့ first parameter က file လေးပါ second parameter ကဘာသွားထည့်မှာလဲเนาะအဲ့တော့ကျွန်မက welcome to Able Digital Classroom ဒီလိုလေးရေးပါမယ်ဒီလိုလေးရေးချက်နေအဲ့တော့ဒီ file ကဘယ်ရတယ်လဲလို့ပြောလို့ရှိရင်ကျွန်တော်တို့ဒီ file လေးကိုဖွင့်လိုက်တဲ့အချိန်မှာရတယ်အဲ့တော့ကျွန်မကဒီ file open နေရာမှာဘာလုပ်ရမလဲဆိုတော့ file ဆိုတဲ့ variable လေးတွေကိုကျွန်မဒီဖွင့်လို့ရတဲ့ file ကိုဒီထက်ကိုထည့်လိုက်တဲ့သဘောပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီ file လေးထဲမှာကျွန်မဘာသွားရေးမလဲ welcome to Able Digital Classroom လို့ကျွန်မသွားပြီးတော့ရေးလိုက်မယ်ရေးပြီးသွားပြီဆိုရင်တော့ကျွန်မအဲ့ file လေးကိုကျွန်မရဲ့ရေးချင်းကိစ္စပြီးပြီဆိုရင်တော့ဘာလုပ်မလဲဆိုတော့ f close ဘယ်သူ့ကိုပိတ်ခဲ့မှာလဲဒီအပေါ်က file လေးကိုပိတ်ခဲ့မှာ okay အဲ့တော့ပြီးသွားပြီဆိုရင်ကျွန်မက save လုပ်မယ်เนาะအဲ့တော့အခုချိန်မှာကျွန်မ my file ထဲမှာဘာမှမရှိသေးဘူးเนาะအဲ့တော့ပိတ်ထားလိုက်မယ်အဲ့တော့ဒီဟာလေးကျွန်မဒါရေးလိုက်ပြီး run ကြည့်မယ်အဲ့တော့ဒီ file လေးကိုကျွန်မ run ကြည့်မယ် okay run လိုက်ပြီဆိုရင်ကျွန်မဒီ run လိုက်ပြီเนาะဘာမှတော့မပြဘူး okay အဲ့ဆို my file ကိုပြန်ဖွင့်ကြည့်မယ်ဘာပြောနေလဲ welcome to Able Digital Classroom เนาะအဲ့တော့ကျွန်မတို့ဘာဖြစ်လဲဒီထဲမှာ file လေးတစ်ခုကိုတွားပြီးတော့เนาะ file ထဲမှာ data တွေကိုတွားပြီးတော့ write လုပ်ပြီးတယ်เนาะအဲ့ဒါဘာကိုသုံးလဲကျွန်တော်တို့ f open ကိုသုံးတယ် w ကိုသုံးတယ် write လုပ်ပြီးတယ်အဲ့တော့ကျွန်တော် write လုပ်ပြီးတယ်ဆိုတာသိပြီเนาะဒါဆိုရင်ကျွန်မကအဲ့ဒီ write ဒီဘလို့အလုပ်လုပ်တယ်လဲပေါ့เนาะ write ရဲ့သဘောတရားကဘလို့အလုပ်လုပ်တယ်လဲဆိုတာထပ်ပြီးတော့ပြချင်တယ်အဲ့တော့ကျွန်မကဒီလက်ရှိသူ့ထဲမှာ welcome to Able Digital Classroom ဆိုတာရှိနေတယ်ထပ်ပြီးတော့နောက်ထပ်ပြောင်းပလိုက်ချင်တယ်ဒီထဲမှာပေါ့เนาะကျွန်မကဆိုပါစို့hello 2025ဒီလိုရေးလိုက်မယ်အဲ့တော့ငကိုတော့ကဒါလေးရှိနေတယ်ခဏပိတ်ထားမယ်အဲ့တော့ကျွန်မ hello 2025လို့ရေးလိုက်တယ်ရေးလိုက်ပြီးတဲ့အချိန်မှာကျွန်မသူ့ကို program ကို refresh လုပ်လိုက်မယ်လုပ်လိုက်တဲ့အချိန်မှာဒီ file ကိုပြန်ဖွင့်ကြည့်မယ်ဘာဖြစ်သွားလဲ hello 2025စောစောတုန်းကကျွန်မရေးခဲ့တဲ့ welcome to Able Digital Classroom ရှိသေးလားဆိုတော့မရှိတော့ပါဘူးအဲ့တော့ပြောချင်တဲ့သဘောက w ဒီ write တော့လုပ်ပေးတယ်ဒါပေမဲ့သူဘာလုပ်လဲဆို overwrite နော် overwrite လုပ်တယ်ရှိနေပြီးသား data တွေကသူကဖြတ်ပစ်လိုက်တယ် w ရဲ့အလုပ်လုပ်ပုံဟုတ်ပြီနော်အဲ့လိုမျိုးကျွန်မရှိနေပြီးသား data တွေကိုမဖြတ်ချင်ဘူးเนาะမဖြတ်ချင်ဘူးလေထပ်ပြီးတော့ဘယ်တိုးချင်တာဆိုရင်တော့ကျွန်တော်တို့က w ကိုသုံးလို့မရပါဘူးကျွန်တော်တို့က append ဆိုတဲ့ a ကိုသုံးရမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်မကဒီထဲမှာဆိုလို့ရှိရင် a လေးကိုသုံးရမယ် okay လက်တလုံးမှာကျွန်မစီမှာပါရှိလဲ hello 2025ရှိနေတယ်အဲ့ဒီရဲ့အနောက်မှာကျွန်မဆက်ပြီးတော့ data လိုချင်တာเนาะ data လိုချင်တာဆိုတော့ကျွန်မကဒီမှာဆိုလို့ရှိရင်ပေါ့เนาะထပ်ပြီးတော့ရေးလိုက်ပါမယ် let's learn with us ဒီလိုလေးပေါ့ဆိုပါစို့ဒီလိုလေးရေးလိုက်မယ်ပေါ့เนาะဒီလိုလေးရေးလိုက်မယ်ဒီလိုလေးရေးလိုက်ပါမယ် okay save လုပ်လိုက်မယ်အဲ့တော့ကျွန်မဒီမှာ a လို့သုံးထားတယ် a လို့သုံးထားတဲ့အတွက်ကြောင့်မလို့ကျွန်မဒီမျှော်လင့်တာပါလဲဆို hello 2025ရဲ့အနောက်မှာဆက်ပြီးတော့ပေါ်ခြင်းတယ် hello 2025ကြီးပြတ်မသွားခြင်းဘူးเนาะ okay ဟုတ်ရဲ့လားကျွန်တော်တို့ပြန်ဆန်းကြည့်မယ်ဒီ program လေးကိုအဲ့တော့ဒီမှာဟုတ်ပြီကျွန်မဒါเนาะ refresh လုပ်လိုက်တယ်ဆိုရင်ဒီ file ကိုကျွန်မပြန်ဖွင့်ကြည့်မယ်ဘာပြောလဲ hello 2025 let's learn เนาะ with us အဲ့တော့ကျွန်မတို့ကဟုတ်ပြီเนาะ file ထဲမှာ data သွားပြီးတော့ရေးတာချင်းအတူတူကျွန်တော်တို့က overwrite လုပ်ပြီးတော့ရေးချင်တယ်ဆိုရင်တော့ w ကိုသုံးပြီးတော့ရှိနေပြီးသားထဲမှာထပ်ပြီးတော့ပေါင်းထည့်သွားချင်တယ်ဆိုတော့ append ဆိုရဲ a ကိုသုံးရမှာဖြစ်ပါတယ်เนาะရမယ်လို့ထင်ပါတယ်အဲ့တော့ဒီနေရာလေးမှာပေါ့เนาะဒီနေရာလေးမှာကျွန်တော်တို့ကကိုရိုက်လိုက်တဲ့စာလေးကပေါ့เนาะ word ဘယ်နှလုံးလဲဆိုတာမျိုးကိုသိကျင်တယ်ဆိုလို့ရှိရင်တော့သူ့ကို echo ထုတ်ကြည့်လို့ရပါတယ် echo เนาะအဲ့တော့ကျွန်တော်ဒီနောက်မှာ append နဲ့ဆိုနောက်ထပ်စာလေးတစ်မျိုးဖြစ်သွားအောင်ရေးလိုက်ပါမယ်เนาะ we are able ငါတို့လုပ်နိုင်တယ်เนาะဒီလိုလေးကျွန်တော်ရေးကြည့်မယ် okay အဲ့တော့ရှိနေပြီးသားเนาะ hello 2025 let's learn with us ရဲ့အနောက်မှာဘာထည့်မှာလဲဆိုတော့ကျွန်တော်တို့က we are able ဆိုတဲ့စာလေးကိုထပ်ထည့်လိုက်မယ် okay ထပ်ထည့်ရတဲ့အထိဘာမှမထူသေးဘူးဒါပေမဲ့ကျွန်တော်ဘာလုပ်ထားလဲ echo ထုတ်ထားတယ်เนาะ echo ထုတ်တယ်ဘာတွေထွက်လာမလဲကြည့်အောင်refresh လုပ်ကြည့်မယ်13လို့ထွက်လာတယ်
Okay 13ဘာလို့ထွက်တယ်လဲเนาะကျမတို့ကြည့်ကြည့်အောင်13ဘာလို့ထွက်လဲဆိုကျမတို့ word count ကိုလိုက်ရေးပါတယ်ဒီနားလေးမှာကျမ space တစ်လုံးပို့ပါသွားတယ်အဲ့ဒါဘာလဲ1 2 3 4 5 6 7 8 9 10 11 12 13เนาะအဲ့တော့ကျမတို့ထပ်ပြီးတော့ရိုက်လိုက်တဲ့ letters လေးတွေကိုသူက count လုပ်သွားတာဖြစ်ပါတယ်အဲ့တော့ဒီ echo ရဲ့သဘောတရားဒီကိုရိုက်လိုက်တဲ့စာသားထဲမှာစလုံးဘလောက်ပါတယ်လဲဆိုတာကိုသိကျင်တဲ့အတွက်ကြောင့်မလို့ထုတ်ကြည့်ခြင်းဖြစ်ပါတယ်အဲ့တော့ append ရေးထားတဲ့အတွက်ကြောင့်မလို့ငကိုမူလတုန်းကရှိနေတဲ့เนาะရှိနေတဲ့ hello 2025 let's learn with x ရဲ့အနောက်မှာ we are able ဆိုတာလည်းထပ်တူးပြီးတော့ပါလာတာဖြစ်ပါတယ်အဲ့တော့နားလည်မလားတော့မသိဘူးနောက်ဆုံးတစ်ခုထပ်ပြီးတော့ပြောပါမယ်အဲ့ဒီနောက်ဆုံးတစ်ခုကတော့ကျွန်မ lecture ရဲ့အစမှာပြောခဲ့တာရှိတယ် f right က parameter 2ခုနဲ့ရေးလို့ရတာလည်းရှိတယ် parameter 3ခုနဲ့ရေးလို့ရတာလည်းရှိတယ်လို့မပြောခဲ့တာရှိပါတယ်ဒီနားလေးမှာပြောခဲ့တယ်လို့ပဲကျွန်မအခုထိရေးပြသွားတဲ့အထဲမှာဆိုတော့ကျွန်မက lunch တွေကိုထည့်ပြီးတော့ရေးပြသွားခြင်းမရှိသေးပါဘူးအဲ့တော့အခုကျွန်မဒီနေရာမှာ lunch ကိုထပ်ပြီးတော့ရေးလိုက်ပါမယ်အဲ့တော့ကျွန်မကဒီထဲမှာเนาะဒီမှာ we are able အထိရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မှုလို့ဒီနေရာလေးကိုနည်းနည်းလေးပြောင်းကြည့်မယ်เนาะကျွန်မဘယ်လိုလဲဆိုတော့ကဲhello world ပဲပေါ့เนาะလွယ်လွယ်ကူကူလေးရေးလိုက်မယ် hello world ဆိုတဲ့စာလေးကိုကျွန်မထပ်ထည့်ခြင်းတယ်ခုနအနောက်မှာဒါပေမဲ့လို့အကုန်မထည့်ချင်ဘူးကျွန်မ9လုံးပဲထည့်မယ်5เนาะ9လုံးပဲထည့်မယ်ဆိုတော့ကျွန်တော်တို့စဉ်းစားကြည့်ရအောင်9လုံးဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုရင်ဒီနေရာဒီဟာလေးကိုတိုးလိုက်မယ်အဲ့တော့ h ကတစ်လုံး e ကတစ်လုံး l ကတစ်လုံး l ကတစ်လုံး o ကတစ်လုံးဆိုတော့ hello ဆိုတဲ့စာလေးပဲအဲ့ထဲကိုဝင်သွားမယ်ထပ်တိုးသွားမယ်အဲ့တော့ hello ဝါးတွေကနေမှပထမဦးဆုံး9လုံးကိုပဲထပ်ပေါင်းထည့်ပါလို့သူကဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့ရဲ့ program ကို run ကြည့်တဲ့အခါမှာ we are able ရဲ့အနောက်မှာ hello ဆိုတဲ့တစ်လုံးလေးပဲပို့လာမှာဖြစ်ပါတယ်အဲ့တော့အကုန်လုံးပါခြင်းနေဆိုရင်တော့ကျွန်တော်တို့နောက်က word limit ကိုမထည့်နဲ့ပေါ့အကုန်လုံးမပါခြင်းမူဘလောက်ပဲပါခြင်းနေဆိုတော့ word limit ကိုထည့်ပေါ့เนาะအဲ့တော့ဒါလေးကိုကျွန်တော်တို့ run ကြည့်ပါမယ်ညွှန်မှန်းသလိုဖြစ်လာမဖြစ်လာပေါ့เนาะသူ့ကို refresh ပြန်လုပ်လိုက်မယ်refresh ပြန်လုပ်လိုက်မယ်လုပ်လိုက်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ program လေးကိုပြန်ပြီးတော့ဖွင့်ကြည့်ပါမယ်ဖွင့်ကြည့်တဲ့အခါမှာเนาะwe are able ဖြစ်နေတယ်အဲ့တော့ကျွန်မထင်ပါတယ်ကျွန်မဒီဘက်က file လေးကို save မလုပ်လိုက်ရအောင်နဲ့တူပါတယ်အဲ့တော့ save ပြန်ပြီးတော့လုပ်လိုက်ပါမယ်เนาะ save ပြန်ပြီးတော့လုပ်လိုက်ပါမယ်အဲ့တော့ကျွန်မမျှော်လင့်တာကဒီနောက်ဆုံးအခုလက်ရှိရှိနေတဲ့ပေါ့เนาะကျွန်တော်ဒီနောက်ဆုံးလေးမှာ hello ဆိုတဲ့တစ်လုံးပို့လာခြင်းပါတယ်အဲ့တော့သူ့ကိုကျွန်တော်တို့ refresh ပြန်ပြီးတော့လုပ်လိုက်ပါမယ် file လို့ပေါ်ပါပြီဒါဆိုရင်တော့အဖြေမှန်တော့မှာပါเนาะအဲ့တော့ဒီနေရာမှာကျွန်တော်ဒီ file လေးကိုကြည့်လိုက်တဲ့အခါမှာ HELLO ဆိုတာလေးကိုပေါ်နေတာဖြစ်ပါတယ်เนาะအဲ့တော့ရမလားတော့မသိဘူးအဲ့တော့ကျွန်မဒီနေ့ရေးပြသွားတာက file right ပါပဲ usual လေးပြောရရင် file right ကိုရေးပြသွားတဲ့အခါမှာ file ကမရှိသေးဘူးဆိုရင်လည်းသူက create လုပ်ပေးတယ်เนาะအဲ့တော့ file right ရဲ့အားနည်းချက်က override လုပ်လိုက်တယ် override မလုပ်ချင်ဘူးထပ်တိုးသွားခြင်းနဲ့ဆိုတော့ကျွန်တော်တို့က append ဆိုတဲ့ a ကိုသုံးရပါတယ်အဲ့တော့ကိုပေးခြင်းတဲ့စကားလုံးတွေကနေเนาะကိုရိုက်ထည့်လိုက်တဲ့စကားလုံးထဲမှာအကုန်တော့မရိုက်ချင်ဘူးဘယ်နှလုံးပဲရိုက်ချင်တယ်ဆိုပြီးတော့ limit လုပ်ချင်တယ်ဆိုရင်เนาะကျမတို့က file right မှာ parameter 3ခုအနေနဲ့နောက်ဆုံးမှာ lunch ကိုထည့်ပြီးတော့ရေးပေးရတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့ကျမเนาะဒါ file read write ထဲကနေပြီးတော့ကျမ file right အကြောင်းကိုပြောခဲ့တာဖြစ်ပါတယ်เนาะ file right အကြောင်းပြောခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီ file handling နဲ့ပတ်သက်ပြီးတော့ကျမဒါ lecture လေးကတော့ဒီလောက်ပါပဲ open reading writing closing ဆိုတာကိုဒီ video lecture နှစ်ခုနဲ့ပြောခဲ့တာဖြစ်ပါတယ်အဲ့တော့အားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်နောက် video တွေမှာပြန်တွေ့မယ်เนาะ